အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဝင်ဒီနေ့ပို့ပေးရမယ်အကုန်တွေရောက်ပါပြီပစ္စည်းအကြောင်းလေးတွေမပြောခင်ကျွန်တော်တို့ရဲ့တိမ်တမန်ငွေလွှဲနံပါတ်409989တစ်လုံးပဲငွေလွှဲကြပါကြံတဲ့ပုံတွေနဲ့ငွေလွှဲခိုင်းရင်လူလိမ်ပါခင်ဗျာပစ္စည်းလေးတွေကိုကြိုက်လို့မှကျင်လို့ရှိရင်မြေနေကုန်းမှာတစ်ဆိုင်အရှိတကုန်းမှာတစ်ဆိုင်ရှိပါတယ်ခင်ဗျာဒါတော့ဒီနေ့ပါတဲ့ကျွန်တော်တို့မှဆိုရင်ရှေ့တန်းတို့မှုပေါ့ငှက်စုတောင်ပိုးမှုလို့တော့ခေါ်တယ်ဗျကျွန်တော်တို့ရှိမှာဒါကတော့တပိတ်တာကို6000သေးပါခင်ဗျာဒါကတော့ကနန်းအမပါဥပါပါတယ်တပိတ်တာကိုတကေကြီးကို2000ခွဲပါဒါကတော့ဆက်သားပါတပိတ်တာကို4000သေးပါဒီကောင်ကတော့လေကျွဲပါတပိတ်တာကို2000သေးပါ2000ခွဲသေးပါဒါကတော့ရှင်းဝက်ပါဒီကောင်ကတော့တပိတ်တာကို4000ခွဲပါဒါကတော့ဂျူးပါတတွဲကို1000ခွဲပါဒါကတော့ငုံပါတတွဲကို1000ခွဲပါခင်ဗျာဒါတော့ကနန်းလက်မအသားတို့ပါတပိတ်တာကို6000သေးပါဒါတော့တဏ္ဍန်ပြင်ပါတပိတ်တာကို8000ပါဒါတော့တပြားပါတပိတ်တာကို29000ပါဒါတော့မုံရင်းပါဒဇီးကို1500ပါဒါတော့ဇရေးပါဒဇီးကို1000ပါဒါတော့လေကစုံပါဒဇီးကို400ပါခင်ဗျာဒါတော့မြေစိမ့်ပါတပိတ်တာကို12000ပါဒါတော့ပိန်းနေသည်ပါတပိတ်တာကို9000ပါဒါတော့ရှင်ပေါင်ပါဒဇီးကို400ပါဒါတော့တညင်းသည်ပါ10လုံးကို2000ပါဒါတော့ဘူးဒီတောင်အာလူရှိပါတပိတ်တာကို12000ပါဒါတော့ပဒဲကောပါဒဇီးကို300ပါခင်ဗျာဒါတော့ငရုတ်ကောင်းစီပါတပိတ်တာကို8000စီပါဒါတော့ငပြောဘူးပါတဖူးကို1500ပါဒါတော့ငရွှေမိခင်အလဲသားပါတပိတ်တာကို9000စီပါဒါတော့ငရွှေမိခင်အကောင်ပါတပိတ်တာကို9000စီပါခင်ဗျာဒါတော့မယမ်းပြား6ပါတပိတ်တာကို3000ခွဲပါဒါတော့အာဘူးရပါအထုပ်သေးတစ်ထုပ်ကို1000ပါဒါတော့ဖလန်တောင်မွေးပါအစည်းကြီးတစ်စီးကို3000ပါဒါတော့တိမ်တမန်မြေပဲစီပါတပိတ်တာကို26000စီပါခင်ဗျာဒါတော့သခွားသည့်အကြီးပါတစ်လုံးကို400ပါခင်ဗျာဒါကတော့ဒီနေ့ပါတဲ့ပြည်ချင်းကဥပါဒီကောင်ကတော့တပိတ်တာကို3000စီပါခင်ဗျာဒါတော့ငရွှေဝါပါလဲသားလဲကွင်းဆိုရင်3000စီပါဒါတော့ငတိပါဒီကောင်ကတော့တပိတ်တာကို2200စီပါခင်ဗျာဒါတော့ခနန်းစီပါဒီကောင်ကတော့တပိတ်တာကို4000ခွဲစီပါဒါတော့ငရင်ကုန်းတွေပါဒီကောင်ကအလဲသားအလဲကွင်းဆိုရင်2000ခွဲစီပါခေါင်းကတော့1000ခွဲစီပါခင်ဗျာဒါတော့အကောင်လိုက်ဆိုရင်2000ငကွင်းချက်ပါအကောင်လိုက်ဆိုရင်2000ခွဲစီပါခင်ဗျာဒါတော့ဂျားပစွန်ပါတပိတ်တာကို8000ပါဒါတော့ရေချိုပစွန်တုပ်ပါတပိတ်တာကို8000စီပါဒါတော့ရေပွဲပါတပိတ်တာကို6000စီပါဒါတော့လေခီယိုသားတုပ်ပါတပိတ်တာကို1000ခွဲစီပါဒါတော့ငခွေးချပါတပိတ်တာကို1000ခွဲဒါတော့တပိတ်တာ1000ခွဲစီပါဒါတော့ပစွန်ဖြူပါတပိတ်တာကို3000ခွဲပါခင်ဗျာဒါတော့မြင်းငတံပါမဟုတ်ပါဘူးဟုတ်လားဒါတော့မြင်းငတံပါတပိတ်တာကို2000စီပါခင်ဗျာဒါတော့ပင်လယ်ငခုခုတ်သားပါတပိတ်တာကို2000စီပါဒါတော့ငစင်ရိုင်းပါတပိတ်တာကို2000ခွဲစီပါဒါတော့ငတကုံအစိမ့်ပါဒီကောင်ကတော့တပိတ်တာကို2000ပါဒါတော့ငနှက်ပါဒီကောင်ကတပိတ်တာကို1000ခွဲစီပါဒါတော့ကက်ကတိခုတ်သားပါတပိတ်တာကို3000ခွဲပါဒါတော့ကက်ကတိခေါင်းပါတပိတ်တာကို1000ခွဲစီပါခင်ဗျာဒါတော့ငလိတ်စွန်ပါခုတ်သားဆိုရင်ကျွန်တော်တို့တပိတ်တာကို2000ခွဲစီပါခင်ဗျာအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ